မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ Live Camera Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် KB နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ် KB အကောင့်တွေကို log in ဝင်လို့မရတော့တာဒါမှမဟုတ်ကိုကိုင်ဆောင်ထားတဲ့ဖုန်းပျောက်သွားတာမျိုး iPhone ထဲမှာ KB ဖွင့်ထားတဲ့ SIM card ပါသွားတယ် SIM card ကိုဖုန်းကပျောက်သွားတယ်ဒါပေမဲ့ကိုယ့်ရဲ့ KB အကောင့်ထဲမှာကိုယ့်ရဲ့ပတ်စံတွေရှိနေတယ်အဲ့ဒီတော့ကိုယ့်ရဲ့ KB အကောင့်ကိုဘယ်လိုပြန်ရအောင်ယူရမလဲစတဲ့နီးလန်းအစင်းစင်းကိုကျွန်တော်ရှင်းပြပေးသွားပါမယ်เนาะဒါကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်ဘယ်လိုပြန်ဖြေရှင်းခဲ့လဲဆိုတာလေးကိုကျွန်တော်ကတစ်ဆင့်ပြန်ပြီး sharing လုပ်ပေးတာပါပထမဆုံးလိုအပ်တာတစ်ခုကတော့เนาะမိတ်ဆွေဖွင့်ထားတဲ့မိတ်ဆွေရဲ့ဒီ KB အကောင့်ဖွင့်ထားတဲ့မှတ်ပုံတင်အဲ့ဒါမိတ်ဆွေမှာလက်ဝယ်ရှိနေဖို့လိုပါတယ်ကျွန်တော်အခုပြောပြမယ့်နီလန်လေးကတော့မိတ်ဆွေကမြန်မာပြည်ထဲမှာပဲဖြစ်စေဒါမှမဟုတ်တခြားနိုင်ငံတစ်ခုမှာပဲဖြစ်စေအဆင်ပြေအောင်လုပ်လို့ရတယ်ပေါ့ဗျာဆိုပါတော့မိတ်ဆွေကအခု KB အကောင့်ဖွင့်ထားတဲ့ဖုန်းရော SIM ကတ်ကိုပျောက်သွားတယ်ဒါပေမဲ့မိတ်ဆွေစီမှာ KB အကောင့်ဖွင့်ထားတော့မှတ်ပုံတင်ကမိတ်ဆွေမှာရှိတယ်အဲဒါဆိုရင်တော့ကျွန်တော်တို့တစ်ဆင့်ချင်းသွားပြီးတော့လုပ်လို့ရပြီပေါ့နော်ပထမဆုံးကိုကဖုန်း SIM ကတ်ပျောက်သွားပြီဖုန်းပျောက်သွားပြီဆိုတော့ဘာလုပ်အောင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံသားမှတ်ပုံတင်နဲ့ဖွင့်ထားတဲ့ KB အကောင့်ကိုကျွန်တော်တို့ဘာထပ်လုပ်ရမလဲဆိုတော့ကျွန်တော်ဖုန်းနံပါတ်ချိန်ရမယ်ဖုန်းနံပါတ်ချိန်လိုက်မှာကျွန်တော်တို့ကအဲ့ဒီချိန်ရတဲ့ဖုန်းနံပါတ်နဲ့ကျွန်တော်တို့က SIM app ပြန်လုပ်လို့ရမှာအဲ့ဒီတော့ကျွန်တော်တို့ကအဲ့ဒီအကြောင်းကိုကျွန်တော်တို့ KBZ Call Center Service ကိုဖုန်းဆက်ပြီးအကျိုးအကြောင်းကျွန်တော်တို့ပြောရမယ်ပေါ့နော်မိတ်ဆွေကပြည်ပကိုရောက်နေရဆိုရင်တော့ Operator International Roaming Service တွေကိုဖွင့်ပြီးတော့9ခုခံပြီးတော့ဖုန်းလမ်းခေါ်ရမှာပေါ့နော်မြန်မာပြည်မှာဆိုရင်တော့ဒီတိုင်းပဲဖုန်းကတ်အသက်နဲ့တို့လမ်းခေါ်လိုက်ရုံပဲ KBZ Call Center ကိုကျွန်တော်တို့ဖုန်းခေါ်လို့ရှိရင်နည်းနည်းတော့စိတ်ရှိပြီးမှရမယ်ဗျ။ဘာလို့ဆိုတော့လူကထောင်နဲ့တောင်းနဲ့တိုင်းနဲ့တန်းနဲ့ချီပြီးတော့ run နေတဲ့ခါကျတော့ဖုန်းမအားတဲ့အချိန်ကများတယ်ဗျ။အဲ့လိုဆိုတော့ကျွန်တော်တို့ကစိတ်ရှိနေတော့ဖုန်းဝင်ကိုထိုင်ဆောင်ပေးရမယ်ဗျ။စိတ်မရှိဘူးဆိုရင်တော့စင်မပြေဘူးဗျ။သိရမလား။မနက်ပိုင်းခေါ်မယ်ဆိုလို့ရှိရင်8နာရီကနေ17နာရီအတွင်းเนาะညနေပိုင်းခေါ်မယ်ဆိုလို့ရှိရင်တနာရီကနေပြီးညနေ4နာရီအတွင်းအဲ့လိုအချိန်လေးတွေခေါ်ပေးပေါ့ဗျာအဲ့လိုဆိုရင်တော့အဆင်ပြေပါတယ်စားပင်ပေးတဲ့လူပေါ့เนาะကိုကဒီ KB အကောင့်ကိုဖုန်းနံပါတ် change နေတယ်ဘယ်ဖုန်းနံပါတ်ပြန် change နေတယ်အဲ့ဒါကိုသူတို့ပြောတဲ့အခါကျရင်ပထမဆုံးသူတို့ကဝန်ဆောင်မှုပေးတဲ့စားဘက်ကနေပြီးတော့မိတ်ဆွေကိုbooking ကုတ်ချပေးလိမ့်မယ် booking ကုတ်ချပေးလို့ရှိရင်အဲ့ဒီ booking ကုတ်နဲ့ကျွန်တော်တို့က online ဝန်ဆောင်မှုဆိုတဲ့ဟာကိုကျွန်တော်တို့တွားရမယ် booking ကုတ်ရပြီဆိုလို့ရှိရင်အခုကျွန်တော်ပြောထားတဲ့အတိုင်း KB application နဲ့ဝင်လိုက်မယ် application နဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ my ဆိုတဲ့ဟာလေးကိုတွားနှိပ်မယ်အကောင့်လေးနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့မှာ budget customer support ဆိုတာလေးရှိတယ်အကောင့်လေးကျွန်တော်တို့ထပ်ပြီးနှိပ်ရမယ်ပြီးရင်ကျွန်တော်တို့က join the call ကိုထပ်ပြီးနှိပ်လိုက်မယ် join the call နှိပ်လိုက်ရင်ဒီလိုလေးပေါ်လာလိမ့်မယ်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်မိတ်ဆွေအရင်ဖွင့်ထားပြီးရ KB ရဲ့ဖုန်းနံပါတ်ကိုအဲ့ဒီမှာရိုက်ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ID type မှာကျွန်တော်တို့ဗာရေးမလဲဆိုတော့ကျွန်တော်နိုင်ငံသားမှတ်ပုံနဲ့ဖွင့်ထားတာဆိုတော့ NRC ကိုရွေးလိုက်ရွေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကိုကဘယ်မြင်းဆောင်လဲမှတ်ပုံနေရမြင်းဆောင်တစ်ခုခုပေါ့နော်ကိုမှတ်ပုံနေနဲ့ဖွင့်ထားတဲ့အကောင့်ဖြစ်တဲ့အတွက်ကိုမှတ်ပုံနေမှာပါတဲ့မြင်းဆောင်တစ်ခုခုကိုကဒီနေရာလေးတွေမှာကျွန်တော်တို့တွတ်ထည့်ပေးရမယ်ကျွန်တော်ကစနစ်မြင်းဆောင်နော်ပြီးတော့ကျွန်တော်ကရပါတာနိုင်အဲ့တော့ကျွန်တော်ရပါတာပြီးတော့ဒီဘက်မှာနိုင်ဆိုလို့ရှိရင်အန်လေးကိုနှိပ်ပေးလိုက်မယ်ဒီအောက်ကအကွက်လေးမှာတော့ကိုယ်နိုင်ငံသားမှတ်ပုံနဲ့နံပါတ်လေးထည့်ပေးလိုက်ပေါ့နော်အဲ့လိုမျိုးထည့်ပြီးပါရဆိုလို့ရှိရင်ကျွန်တော် join တော့ကောနှိပ်လို့ရပြီဒါပေမဲ့အဲ့လို join တော့ကောနှိပ်ဖို့ဆိုရင်ကျွန်တော် booking code လိုပါတယ်နော်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အဆင့်တွေလို့ booking code မိတ်ဆွေရရှိထားဖို့လိုတယ် booking code ရှိမှသာဒီဟာလေးက join ပြီးတော့သူတို့နဲ့ဆက်သွယ်ပြီးစကားပြောလို့ရမှာဖြစ်ပါတယ်ပထမဆုံးအဲ့လိုပဲမိတ်ဆွေရဲ့အချက်လက်တွေကိုမေးမယ်မိတ်ဆွေကမေးစေကောင်းအောင်ဘာလုပ်ချင်တာလဲဖုန်းနံပါတ် change ချင်တာလားဘာလားပေါ့နော်ကိုကဖုန်းနဲ့ဖုန်းကတ်ပျောက်သွားတာဖြစ်တဲ့အတွက်ကိုယ့်အကောင့်လော်ချုံမှုရှိအောင်လို့ပထမဦးဆုံးသူတို့ကိုမိတ်ဆွေရဲ့မှတ်ပုံတင်နံပါတ်နဲ့ဖွင့်ထားတဲ့အကောင့်မိတ်ဆွေမှန်ကန်ကြောင်းမိတ်ဆွေကဒီအကောင့်ရဲ့ပိုင်ရှင်ဖြစ်ကြောင်းသူတို့ကသိဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးသိရတယ်ဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ဒီအကောင့်ပိတ်ဖို့သူတို့ပြောရမယ်မိတ်ဆွေရဲ့တောင်းဆိုရမယ်အဲ့လိုမျိုးအကောင့်ပိတ်ဖို့ပြောတဲ့အခါကျရင်သူတို့ကအတည်ပြုပြီးတော့အကောင့်ကိုအရင်ဆုံးပိတ်လိုက်မယ်အကောင့်ပိတ်ပြီးသွားလို့ရှိရင်နောက်တစ်ရက်ပေါ့နော်နောက်တစ်ရက်ကျရင်တော့ကိုယ့်အကောင့်ကိုပြန်ဖွင့်ဖို့ပြောရမယ်အဲ့တော့သူတို့ကအကောင့်ပြန်ဖွင့်ဖို့ WCD အချက်လက်တွေထပ်တောင်းမယ်အခါကျရင်လို့ကိုယ့်ဘက်ကသူတောင်းတဲ့ဟာတွေအကုန်အပြည့်စုံပေးနိုင်ဖို့လိုတယ်ပေါ့ဗျာငွေလွှဲငွေဝင်ငွေထွက်ဒါတွေတော့မိတ်ဆွေတည်ထားဖို့လိုတယ်ပေါ့နော်အကောင့်ပြန်ဖွင့်ပြီးရတယ်ဖုန်းနံပါတ်ချိန်နဲ့လုပ်ငန်းစဉ်လုပ်ဖို့အနည်းဆုံး3-4ရက်ဆောင်ရတယ်ပေါ့နော်3-4ရက်ဆောင်ပြီးပါလို့ရှိရင်
သူတို့နဲ့ဗီဒီယိုကောပြောနေချိန်မှာ message ကိုဆက်သွယ်လို့ရမှာ Gmail တခုတောင်းမယ်အဲတောင်းတဲ့ခါကျရင်ကိုက Gmail တခုပေးလိုက် Gmail ပေးလိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail တွေကိုသူတို့ကအကောင့်သုံးလို့ရပြီမရဘူးဆိုတာသူတို့လှမ်းပြောလိမ့်မယ်လှမ်းပြောတဲ့အခါကျရင်ကိုဝင်ကြည့်လိုက်တာနဲ့ကိုယ့်အကောင့်ကသုံးလို့ရသွားပြီပေါ့ဗျာကျွန်တော်တက်လိုက်တဲ့များအရှင်းဆုံးဖြစ်အောင်လို့ကျွန်တော်ပြောပြထားပါတယ်မိတ်ဆွေကနားမလဲသဘောမပေါက်ဘူးဆိုလို့ရှိရင်ကိုသဘောမပေါက်တဲ့အပိုင်းအောင် comment မှာရေးခဲ့ပေးလို့ရပါတယ်ကျွန်တော်သိရဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးပြောပြပေးပါမယ်။ဘာလို့လဲဆိုတော့ဒီ KB နဲ့ပြဿနာတွေဖြစ်တဲ့အခါဖုန်းတွေပြောက်ကတ်တွေပြောက်တဲ့အခါဒုက္ခတွေအများရောက်ရတယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဝူရှူပါဖြစ်ခဲ့ရတာဆိုတော့ကျွန်တော်နားလဲပါတယ်ကျွန်တော်ဝန်ဆောင်မှုပေးတဲ့လူတွေကိုဆက်သွယ်ကြည့်တော့ဘယ်ရမှလကားမရဘူးဗျာသူတို့က9000တသိန်းတောင်းတယ်ဒါလေးတစ်ခုရဖို့မှန်တကယ်ကအဲ့ပတ်စံတွေပေးစရာမလိုပါဘူးเนาะကိုပါကိုနီးလန်းသိလို့ရှိရင်အဆင်ပြေအောင်လုပ်လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ